စံရှိရဲ့လူသားဝိုင်းမှာမြတ်တာနေငယ်ရတယ်ဆွေဘလောက်ဝဲများနေပါစေပတ်စံရှိလို့တကောင်းကျွတ်ပဲပတ်စံရှိအောင်ပါမင်းအရင်ရှာပါကွာတုံးတန်အစင်မပြေမှုတွေပတ်စံရှိပြီးရဲ့ပြောနေလဲပတ်စံရှာဝမ်းနေလဲပတ်စံရှာမင်းမလည်းပတ်စံရှိရဲ့ဘယ်သူကမှပြည့်မတင်ပါဆွေမျိုးတွေရဲ့နေခဲ့တဲ့ရင်ထဲတန်ရရဲ့ပြောင်းနေတော့မာယူဆိုတော့ကျန်အောင်မယ်လောကမှာပတ်စံရှိမှလူရဝင်တဲ့ဟိုဖြူမြတ်အောင်ရဲ့ချင်းတွေကလူပဲလောကမှာမေကဒုတိယဘုရားသခင်မှာပဲပတ်စံဖြစ်လူမပြောနှလုံးသားပါမျက်နှာငယ်ရတယ်ပတ်စံနဲ့ရတိုင်းကိုဝယ်လို့ရမယ်ထင်နေကြပတ်စံရှိရဲ့လူပြောရဲ့စကားမှနေရင်တော့မှပဲအစကားကမှမဆိုပြီးတော့ဝိုင်းပြီးထောက်ခံနေကြတယ်ထောက်ခံနေကြတယ်ပတ်စံကတော်တော်လေးကိုအားနဲ့ရှိမလားပတ်စံနဲ့လူပြောနေတဲ့ပတ်စံတဲ့ရကြီးလာအမြတ်ပို့ပြီးတော့နားလည်ခဲ့ရတယ်ပတ်စံအကြောင်းလူရဲ့လောဘဒေါသမြောက်ပို့ပြီးတော့ဆူရစီခဲ့တာပတ်စံကြောင့်အမွေခွေးတော့ပြန်တက်ဖို့ဝင်မလေးနိုင်လဲပဲပတ်စံကြောင့်စိတ်ညစ်ပြီးတော့ကဘာကြီးပေါ်မှာရက်ထိုင်တော့ပတ်စံရှိရဲ့လူပန်းဝိုင်းမှာမျက်နှာငယ်ရတယ်ဆွေဘလောက်ဝဲများနေပါစေပတ်စံရှိတော့တကောင်းကျွတ်ပဲပတ်စံရှိတော့ပါမင်းအရင်ရှာပါကွာတုံးတန်အစင်မပြေမှုတွေပတ်စံရှိပြီးရဲ့ပြောနေလဲပတ်စံရှာဝမ်းနေလဲပတ်စံရှာမင်းမလည်းပတ်စံရှိရဲ့ဘယ်သူကမှပြစ်မတင်ပါဆွေမျိုးတွေရဲ့နေခဲ့တဲ့ရင်ထဲတန်ရရဲ့ပြောင်းနေတော့မာယူဆိုတော့ကျန်အောင်မယ်ပတ်စံမာလိုကပတ်စံအင်္ဂလိပ်လိုကမန်အဲ့ဒါဒီကိုတွေ့လူတွေအကုန်လုံးစောက်ခွက်တန်းပြီးပတ်စံရှိဖို့ကအဓိကပဲအဲ့ဒါကိုလည်းထမင်းစားလူရန်သိကြတယ်ဘဝအတွက်မနာမနေရိုးသားတာစူးစမ်းပါဝိဆိုတာကအရာရမဟုတ်ပင်မဲ့သူ့ဘာမှပြီးတဲ့အရာတွေအများကြီးရှိနေတယ်ဒါကြောင့်ငွေသမ များရှာငွေသမများရှာပတ်စံရှိရဲ့လူပန်းဝိုင်းမှာမျက်နှာနဲ့ငယ်ရဆွေဘလောက်ဝဲများနေပါစေပတ်စံရှိတော့တကောင်းကျွတ်ပဲပတ်စံရှိတော့ပါမင်းအရင်ရှာပါကွာတုံးတန်အစင်မပြေမှုတွေပတ်စံရှိပြီးရဲ့ပြောနေလဲပတ်စံရှာဝမ်းနေလဲပတ်စံရှာမင်းမလည်းပတ်စံရှိရဲ့ဘယ်သူကမှပြစ်မတင်ပါဆွေမျိုးတွေရဲ့အင်ခဲ့တဲ့ရင်ထဲတန်ရရဲ့ပြောင်းနေတော့မာယူဆိုတော့ကျန်အောင်မယ်ပတ်စံရှိရဲ့လူပန်းဝိုင်းမှာမျက်နှာနဲ့ငယ်ရဆွေဘလောက်ဝဲ